ကျော်အုပ်စုအားသူကွန်မြို့အဖြစ်အဆင့်တိုးမြင့်သတ်မှတ်ပြီးဖြစ်၍ယခုကဲ့သို့မြို့ခွန်ပွဲခန္ဓာကျင်းပပြုလုပ်နိုင်သည့်အတွက်များစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်းပြောကြားလိုပါတယ်။အာခါမြို့နေပြည်1892ခုနှစ်ဖေဖော်ဝါရီလ14ရက်နေ့၌မြို့ပြအုပ်ချုပ်ရေးရုံး Civil Administration Office ကိုဖွင့်လှစ်ခဲ့၍နေပိုင်ဝန်ထောက်ရုံးစိုက်ခဲ့ပါတယ်။မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်9ရက်5လ1965ရက်နေ့တွင်တိုင်းပွဲနေရုံးဖြင့်ဖွင့်လှစ်ခဲ့ရာ6မြို့မှအာခါမြို့သို့ပြောင်းရွှေ့ဖွင့်လှစ်ပြီးပလာမြို့တွင်တည်ရှိသောတိုင်းမင်းကြီးရုံးကိုအာခါမြို့သို့ပြောင်းရွှေ့စေကာ9ရက်9လ1966ရက်နေ့တွင်အာခါမြို့၌ချင်းရေးရာဦးစီးအဖွဲ့ရုံးစိုက်ခဲ့ပြီးချင်းပြည်နယ်ဒိုစိန်ကချင်းဝေးဒေသတိုင်းမြို့တော်ဖြစ်လာခဲ့ပါသည်။အာခါမြို့ကိုပြည်ထောင်ရေးနှင့်သာသနာရေးဝန်ကြီးဌာန၏1989ခုနှစ်မေလ25ရက်နေ့ရက်သိုးပါစာအမှ1ငင်းဆောင်30နဲ့ငင်းဆောင်အခ39ကွန်တဲ့နှင့်ဖြင့်ထုတ်ပြန်သည့်အမြင့်ကျော်များစွာအရရပ်ကွက်6ရပ်ကွက်အဖြစ်သတ်မှတ်ခဲ့တော်လဲ2019ခုနှစ်စက်တင်ဘာလ12ရက်နေ့ရက်သိုးပါစာအမှပထရငင်းဆောင်1164မြင်းဆောင်2019ဖြင့်ထုတ်ပြန်သောအမြင့်ကျော်များစွာအရရပ်ကွက်ရှိရပ်ကွက်အဖြစ်တိုးချက်သတ်မှတ်ခဲ့ပါသည်။အာခါမြို့နယ်တွင်1993ခုနှစ်စက်တင်ဘာလ19ရက်နေ့ရက်စွဲပါစာအမှ3မြင်းဆောင်2ပြည့်မြင်းဆောင်အခ39တဲ့ရင်းဖြင့်ထုတ်ပြန်သည့်အမြင့်ကျော်များစွာအရကျေးရွာအုပ်စု30အုပ်စုကျေးရွာပေါင်း69ရွာဖြင့်ဖွဲ့စည်းခဲ့ပြီးယနေ့အချိန်ထိရခိုင်ဖွဲ့စည်းတဲ့အတိုင်းတည်ရှိနေပါသည်။စုကွာမြို့ကိုဒီတောင်စုသမ္မတမြန်မာနိုင်ငံတော်ပြည်ထောင်ရေးဝန်ကြီးဌာနနေပြည်တော်၏16ရက်5လ2019ရက်စွဲပါအမြင့်ကျော်များစွာအမှ128မေဆောင်2019ဖြင့်ချင်းပြည်နယ်အာခါခရိုင်အာခါမြို့နယ်စုကွာကျေးရွာအုပ်စုအားဆိုင်လိုတာနှင့်စလုံးပူရပ်ကွက်2ရပ်ကွက်ပါဝင်သောစုကွာမြို့အဖြစ်တိုးချက်ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးဖြစ်ပါတယ်။ယခုစုကွာမြို့ဟာယခင်ချိန်က1966ခုနှစ်မှ1994ခုနှစ်အထိစုကွာကျေးရွာအုပ်စုအားမြို့နယ်ပွဲအဖြစ်သတ်မှတ်ခဲ့ပြီးလက်ထောက်မြို့ပိုင်ရုံးဆိုင်ကရာတဲ့တရားသူကြီးအဖြစ်လက်ထောက်မြို့ပိုင်တူအားအုပ်ချုပ်စေခဲ့ပါတယ်။ယခုစုကွာမြို့ဒီ1922ခုနှစ်အစိုးရမူလတန်းကျောင်းဖွင့်လှစ်ခဲ့ပြီး1954ခုနှစ်တွင်အစိုးရအလေတန်းကျောင်း1991ခုနှစ်တွင်အခြေခံပညာတန်းကျောင်း1988ခုနှစ်တွင်တိုက်နေစေရုံတို့အားဖွင့်လှစ်နိုင်ခဲ့ပါသည်။စုကွာကျေးရွာအုပ်စုအားမြို့အဖြစ်ဖွင့်လှစ်ပြီးပါကမြို့အုပ်ချုပ်ရေးမှူးရုံးမြန်မာနိုင်ငံရေးတပ်ဖွဲ့စခန်းတိုက်နေစေရုံပညာရေးဌာနပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနစိုက်ပျိုးရေးဦးစီးဌာနလေယာဉ်မြေစီမံခန့်ခွဲရေးနဲ့စီရင်ဦးစီးဌာနစီပင်ပါရရေးအဖွဲ့မွေးမြူရေးနဲ့ကုသရေးဦးစီးဌာနမြန်မာစာတိုက်လုပ်ငန်းရဲစစ်တာဖြန့်ဖြူးရေးလုပ်ငန်းလောင်ဦးစီးဌာနပြည်တော်ဦးစီးဌာနလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဦးစီးဌာနအာသစာနဲ့ကာယပညာဦးစီးဌာနမိဘဦးစီးဌာနစုစုပေါင်းဌာနပေါင်း19ဌာနကိုဖွင့်လှစ်ရန်ယာထားပြီးလက်ရှိအချိန်တွင်မြန်မာနိုင်ငံရေးတပ်ဖွဲ့နေမြေရေးစခန်းပညာရေးဌာနကျန်းမာရေးဌာနမိဘဦးစီးဌာနမြန်မာစာတိုက်လုပ်ငန်းစုစုပေါင်းဌာန9ဌာနဖွင့်လှစ်ဒါဝန်ထမ်းဆောင်ရရှိကြောင်းယခု2019 2020ဘာနာရေးနှစ်တွင်စုကွာမြို့စုကွာမြို့အုပ်ချုပ်ရေးမှူးရုံးကိုချင်းပြည်နယ်ဆိုအဖွဲ့ရန်ပုံငွေ952.8တန်းဖြင့်မြို့အုပ်ချုပ်ရေးမှူးရုံးအဆောက်အဦတစ်လုံးမြို့အုပ်ချုပ်ရေးမှူးနေအိမ်အဆောက်အဦတစ်လုံး6ခန်းတွဲဝန်ထမ်းအိမ်အဆောက်အဦတစ်လုံးကိုတည်ဆောက်ပေးသွားမည်ဖြစ်ပါသည်စုကွာမြို့တွင်ကျန်းမာရေးဌာနအနေဖြင့်2018-2019ဘာနာရေးနှစ်မှာ
ဒီကောင်စုရန်ပုံငွေ86တန်းဖြင့်ဇယ်ဝန်နေနှခမ်းတွေတစ်လုံးလေးခမ်းတွေဝန်တိုင်းရာတစ်လုံးဆောက်လုပ်ပေးလျက်ရှိရာယခု2019-2020ဘာသာရေးနှစ်တွင်အဆိုပါလုပ်ငန်းတစ်ခုအားဒီကောင်စုရန်ပုံငွေ35တန်းဖြင့်အပြီးသဆောက်လုပ်ပေးသွားမည်ဖြစ်ပါသည်ရစစ်တာအဖြန့်ပြည့်လုပ်ငန်းအနေဖြင့်ဒီနေရန်ပုံငွေ193.5နှစ်တန်းဖြင့်400ဝတ်ဓာတ်အားလိုင်းနမိုင်အားတိဆောက်ထားပြီး300 AVA ဒီဇယ်မီးစက်ဖြင့်တရက်17လ2019ရက်နေ့မှာစတင်၍တရက်လျင်9နာရီခန့်အင်ဂျင်40လုံးအားမီတာတပ်ဆင်ပြီးဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပါသည်ထပ်မံလာရောက်လျှောက်ထားသူများအားမီတာတပ်ဆင်ပြီးရက်စစ်ဓာတ်အားဖြန့်ဖြူးရေးဆောင်ရွက်ပေးသွားမှာဖြစ်ပါသည်ယခု2019-2020ဘာသာရေးနှစ်တွင်ဒီဇယ်မီးစက်ဓာတ်အားပေးရုံအားတိဆောက်ပေးသွားမည်ဖြစ်ပါသည်လာထူအဖွဲ့30နဲ့ဖြင့်အာကာမတိလမ်းကိုပေါ်မြို့အနီးတွင်ကတ္တရာ3မိုင်တိတသမ8ဖာလုံးအမာခံကြောက်ချောချင်းချင်းဓမိုင်9ဖာလုံးလမ်းကာချက်ချင်း328ပေရေပြုံ18အမြောက်34ပေတိဆောက်ပေးခြင်းများအားဒီကောင်စုရန်ပုံငွေ959.25တန်းဖြင့်ဆောင်ရွက်ပေးထားပြီးဖြစ်ပါသည်မိသားဦးစီးဌာနအနေဖြင့်စုပွားမြို့တွင်2019-2020ဘာသာရေးနှစ်တွင်ဒီနေရန်ပုံငွေ318.5တန်းဖြင့်လေကံတွေတန်ကူကွန်ကရစ်နှစ်ထပ်အဆောက်အဦတစ်လုံးဆောက်လုပ်ပေးသွားမည်ဖြစ်ပါသည်ဒီနေရဦးစီးဌာနအနေဖြင့်စုပွားမြို့တွင်2018-2019ဘာသာရေးနှစ်အတွင်းဒီနေဘာသာရန်ပုံငွေ1.8တန်းဖြင့်အထက်ကစုပွားကြောင်းသိပ္ပံဆောင်ပြုပြင်ခြင်းအမခဆိုင်လိုသာကြောင်းဆောင်အမိုးပြုပြင်ခြင်းနဲ့ဝန်ထမ်းအရာပြုပြင်ခြင်းများဆောင်ရွက်ပေးထားပြီးဖြစ်ပါတယ်ယခု2019-2020ဘာသာရေးနှစ်တွင်ဒီတော်စုရန်ပုံငွေ900.8တန်းဖြင့်အထက်ကစုပွားကြောင်းတွင်စပီးစတရချာကထသိပ္ပံဆောင်နှင့်အောက်စီနှစ်ထစာတင်ဆောင်တစ်ဆောင်ထပ်မံဆောက်လုပ်ပေးသွားမည်ဖြစ်ပါတယ်ကျန်ဌာနများကိုဆက်လက်ဖွင့်လှစ်ပြီးမြို့၏အုပ်ချုပ်ရေးတရားဥပဒေစိုးမိုးရေးလုံခြုံရေးပညာရေးကြားမာရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုပုံမူဆောင်ရွက်သွားနိုင်မှာဖြစ်ပါသည်စုပွားမြို့သည်မြို့ area 25,983 ဧကရှိပြီးစလုံးပူးရက်ွက်နှင့်ဆိုင်လုံသာရက်ွက်နှစ်ခုဖြင့်ဖွဲ့စည်းထားရှိပါသည်နေသုံးချမှုအနေဖြင့်မြို့မြေ area 25,983 ဧကအနက်လေးမြေ96ဧကဥယျာဉ်ချာမြေ30ဧကတောင်ယာမြေ497ဧကတောရိုင်းမြေ12,629ဧကမြေရိုင်း11,981ဧကလမ်းမြေ55ဧကမြေချောင်းကြီးအောက်မြေ120ဧကအင်းအိုင်မြေ9ဧကရွာမြေ80ဧကဘာဒနာနှင့်ပုတ်တာမြေ6ဧကအခြားမြေ900ဧကတို့ဖြင့်ဘာဝင်ဖွဲ့စည်းထားရှိပါသည်မြေသုံးချမှုမှန်ကန်ရေးနှင့်စနစ်တကျဖြစ်စေရေးတို့အတွက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်သူပေါ်မြို့ပါမြောက်ဘက်မှာဟာခမြို့နယ်တောင်ဘက်မှာမတူပီမြို့နယ်တို့ဖြင့်နေနမိတ်ချင်းချစ်ဆောက်ရရှိပြီးဟာခမတူပီလမ်းမကြီးပေါ်တွင်ကြည်ရှိကဟာခမြို့နယ်50မိုင်မတူပီမြို့နယ်ရေရွာမြို့နယ်55မိုင်ပေါ်ဝေးလျက်ရှိရာမြို့နယ်ချင်းဆက်လမ်းများအဆင့်တိုးမြင့်ဆောင်ရွက်နိုင်ပါကလမ်းပန်းဆက်သွယ်ရေးကောင်းမွန်သောမြို့တစ်မြို့ဖြစ်လာမှာပဲဖြစ်ပါသည်ချင်းပြည်နယ်ဟာတောင်တန်းထူထပ်ပြီးလမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်ဒေသဖြစ်ခြင်းကြောင့်ချင်းတောင်တန်းများအပေါ်မှာဆက်သွယ်သွားလာရေးအစဉ်ပြုစေရန်မိမိတို့အစိုးရမြေဖြင့်လမ်းများအပြည့်ပေါက်လုပ်ခြင်းနှင့်လမ်းအဆင့်မြင့်တင်ခြင်းများကိုဦးစားပေးဆောင်ရွက်လျက်ရှိပါသည်အလားတူချင်းပြည်နယ်တွင်းမှာနေထိုင်ကြတဲ့တိုင်းသားပြည်သူများ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်အခြေခံပညာကျောင်းများဖွင့်လှစ်ပေးခြင်းအဆင့်တိုးမြင့်ပေးခြင်းပညာရေးဆော့အုံများပြုပြင်ပေးခြင်းနှင့်ဆရာဆရာမများတိုးချဲ့ခန့်ထားပေးခြင်းကြားမာရေးဆောက်ရှောက်မှုများအတွက်ဆေးရုံဆေးပေးခန်းများတိုးချဲ့ဖွင့်လှစ်ပေးခြင်းနှင့်
ဆရာဝန်လိုအပ်မှုများဖြစ်စီပေးခြင်းတို့အားဆောင်ရွက်ပေးလျက်ရှိရာယခုအချိန်မှာကာလလိုက်ပြစ်ပါထင်ရှားပြီးဖွံ့ဖြိုးတိုးတက်မှုများရရှိနေပြီဖြစ်ပါသည်ဒေသတွင်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုဆောင်ရွက်ရာမှနိုင်ငံတော်ဆိုရပြည်내ဆိုရတို့နဲ့အတူမိမိတို့ချင်းတိုင်းသားပြည်သူများကလည်းလက်တွဲကျိုးပန်းဆောင်ရွက်သွားဖို့လိုအပ်ပါတယ်ဒီကုန်းချုပ်နေဖြင့်တိုင်းသားပြည်သူများအားလုံးလူလားတောက်တနေတဲ့ဒီမိုကရေစီအမျိုးသားတန်းတူရေးနဲ့ဗိုလ်ပိုင်ပြဋ္ဌာန်းခွင့်ကိုအာမခံချက်ပေးနိုင်တဲ့အနာဂတ်ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေးတို့အတွက်ခိုင်မာသည့်ဒီထောင်စုစိတ်ဓာတ်ဖြင့်ဆက်လက်ပူးပေါင်းကျိုးပန်းဆောင်ရွက်ပေးကြပါရနှင့်မိမိတို့ဒေသမြို့လက်ဆောင်ကွန်ပျူတာတွေလာစေရေးအတွက်ပူးပေါင်းပါဝင်ကျိုးပန်းဆောင်ရွက်ပေးကြဆိုလေစေလိုပါကြောင်းအလေးနဲ့တိုက်တွန်းရင်းနေကုန်ချောအပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်စီစဉ်ရချင်းပြည်နယ်လွတ်တော်ဥက္ကဋ္ဌဦးစုံဝင်းမှအမှားစကားပြောကြားပေးပါရန်လေးစားစွာတင်ပြအပ်ပါတယ်ရှင်